တော့လူမင်းနဲ့မင်းဓမ္မမင်းတို့ပူဇော်ထူးကိုခံတော်မူလိုက်သောသမန်တန်ဗုဒ္ဓတာသစ္စာလေးပါးမြတ်တရားကိုပိုင်းညာခင်းနှင်သိမြင်တော်မူ၍ဘုန်းတော်6ပန်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအားအမှုထား၍မြတ်စွဲသောကျိုးဖြင့်လက်ဆဲပြားထိတ်မှမိုးလျက်ရှ िख ိုးခြင်းဖြင့်ပူဇော်ကြောပါ၏အရှင်ဘုရား Waro lize swero myare du Waro lize swero myare du Yu yu ya ya yatto ma nyanya ya yedi egi rata we du we ဧသာပြတ်မှုပိုင်းအုပ်စိုးတဲ့ဘိုးဘိုးပထမဝေဟင်းများကရံမြန်ယောက်ျားဝိဇ္ဇထိုးများနှင့်တရားတန်စိတ်အင်းွယ်ဆုံးရဲပြီးလျင်မြိုင်ကြီးခန္ဓာထွက်ရလမ်းရှားကြအခက်ဆရာအပေါင်းဒီပနာညောင်းလို့ချစ်ခိုးကြောလိုက်ပါလေဗျာဝေထုံပြန်တင်ပန်းမျိုးစုအဖုံးဖုံခင်းပြီးလျင်နှင်းဆက်တဲ့ကွယ်တော်စာအုံမငပြောတစ်ဖက်ကွမ်းရာတစ်သီးပေါင်းသုံးနေသောအဖြစ်ဒီစင်ကသတော်ဆက်ပါတော့မိုးတိမ်ရဝလာအခက်စီကတဘာရှင်မဟိတ်ဒီတကိုးရံနဲ့တိတ်ဒီနောကပထမဘိုးဘိုးတို့ကျွမ်းမြန်းတော်မူပါဝိဇ္ဇာရှင်အပေါင်းတို့ခင်ဗျာ Taurina, Yama Dukira, Nima Nardi, Pra Nimita Uta Vari, Nabi Chauta, Paita Sonia, Boro the Jani, Leva Aya Social Tati, Tatarata, Wirulaka Urupaka, Uera Nama Johi, Tadu Maharin Namini Leva Alagao, Raburi Pati Chapako, Julong Yana, Chizwarago, Amunia Swashin Dewani. အိမ်တွင်မဟာဂီရိအစ9ရောက်တရားကအမကြီးဆုံးအကြောင်းတင်စွာဤအခါတွင်သာသနာတော်၏အကျိုးပြန့်ပွားစေရမြတ်ဗုဒ္ဓ၏ဆွဲတော်အစစ်ကန္တာရမှပင့်ဆောင်သီးသောသာသနာအကျိုးတော်သောရှိန်ဆိုင်ရာသို့နောက်ကိုပြောက်သည့်နဝိဇာများဖြစ်ကြသောတောင်မြုံမင်းကြီးတို့နှစ်ပါးနှင့်တကွာပခမ်းမြို့သားမင်းကျော်သွားဟုသိန်းကိုမင်းသားကြီးရွှေကိုင်းမယ်တော်ရင်သွေးအစစ်ဖြစ်သောဦးနီနန်းပြော်ရွှေကားကျော်ဟု ကိုကြောင့်တရားကပခမ်းမင်းအဖေကြီးအား၎င်းအတွင်း39မင်းအပြင်39မင်းဝန်း39မင်းတရားတပါးသောနတ်မင်းများအားကိုနှစ်ရက်သားသမီးများကဝလဲတော်ရွှေပစိုးဘောင်းတော်များဖြင့်တလီအုံငပြောထမင်းမုံယိုချိုးချင်နှော၍ဘောဇင်ရလာရမကားပါမကြံဒီမျိုးပန်းစုံမွေးထုံနှံ့သာစုံလင်စွာဖြင့်တင်ပြဆက်တာဘာလိနတ်စာပူဇော်ပါသည်စံပြောရနတ်ကွန်းနတ်နန်းက ကျွမ်းမြန်းကသတော်ခေါ်၍ပြောတော်မူပါနတ်သမီးနတ်သားအပေါင်းတို့ဖျာ
။
လုံးမမဲလေသာငါဝေလာသာငါဝေလာဒီဝေလာတညလေဒိနမလန်ပြန်ဆက်လာရဒီဝေလာတညလေလာရဒီဖုန်းလေးလာမသွေးပါဒီဖုန်းလေးလာမသွေးပါသာရနာရောပြောရလေညံတိုင်းဇာတိမဖက်တာလုံးမောက်တော့ဒါဝိမမနောအာရဲ့နန်းနေရောနဗန်တော်ကြောက်စေကြောင်တိတ်လို့တွေ့ဖဲနဗန်တော်ကြောက်စေကြောင်တိတ်လို့တွေ့ဖဲ
စီရုံနဲ့ဝင်လေတော့ဆင်းလေပန်းစီရုံနဲ့ဝင်လေတော့ဆင်းလေနန်းတော်ဝင်ရဲ့ရွှေရုံ
ပေါင်းအသပြားငွေများရဲ့နဲ့လောင်းတရားဖေးမရှားပါဘူးကြကြတိုက်မဲ့ပြင်းခန်းကျွမ်းနဲ့ရှင်တိုက်မဲ့လို့ပြင်းတိုက်မဲ့လို့ပြင်းရင်လေးတဲ့သက်သာသက်ဖောင်းပြန်ရမုံကျွဲခါရဲ့မိုးနဲ့တီကြွာကြွာ
နောင်ကြီးနှစ်ပါးစွမ်းအားညီ
မဲမဲရေသွားဆွေးလာယူပုတ်ပါပကံအော်ပေါက်ကံနောင်စီနတ်ပန်းအလီလီဆရာမြန်မာစီတနာဝဲလူမဲကလေးဟုတ်နှစ်ချက်လမ်းကြောင်းအေးယူလို့ကြမ်းရသည်ဝိဖာလာကြီးသွေးလေလေမအေးအောင်ဆွေးလာသည်ဟာခမဲတော်ရဲ့ညီတော်မူစဉ်ပြုံဟံဖုံးကံရသူမို့သုံးမလှနာယရနာသမိထောမြတ်ရသာငယ်သမိထောမြတ်ရသာငယ်နိအခါမိဗျာရွှေနန်းနှင့်လှပံပရေ
ဖယားဟာငိုရီအောင်ရွှေမောင်လေးရဲ့
Thank you.
ကျော်စင်းနဲ့တခွင်တောင်းမြုံအာနာရှိမှုနောထားပရင်မြဲလင်းမိန်ထားဝစဉ်ရွှေဖြင့်တွေညီခင်လာတပါဒါကြောက်စီကိုင်းကရမ်းမေလမ်းဖယ်လို့ရှာနောယထာပိအနိနေဝဲမြေတော်စီနှစ်ပါ
သောကုနီမြမဘုံလုံးဝင်ချင်ညာနိုင်ငယ်ကျွဲဘဲဝမခမလေးရောင်နိုင်လက်ယုံနော်ညာစိတ်နိုင်နေဝတ်တိုင်းနေဒီပောက်ကရလာတဲ့နေ့သဘာလေးပြင်းလင်းသွားဒီပောက်ကရလာတဲ့နေ့သဘာလေးထင်းသွားပနာနေကြရမှာကေန္ဒရာထပ်ပွားပနာနေကြရမှာကေန္ဒရာထပ်ပွားသိကိုမင်းယူဝဲတိုင်းကြောတယ်သိကိုမင်းယူဝဲတိုင်းကြောမှာရွှေရိုက်ရရင်သွေးကြောတဲ့သားရွှေကိုင်းကရင်သွေးကြောတဲ့သား